皆さんこんにちは。ဂျပန်မြန်မာလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆိုရင်တော့ N3 ခန်းကြီး Master အလွယ်မှတ်နည်း9ရက်မြောက်နေ့ကိုဆက်သွားကြမယ်။အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကဒီဘေးမှာဖော်ပြထားတဲ့ခန်းကြီးလေးပါဝင်မယ်။တစ်ခုချင်းစီအသေးစိတ်ကိုနောက်မှလည်းဆက်ပြောပြပေးသွားမယ်။ဒီနေ့ပြောပြပေးသွားမယ့်ခန်းကြီးလေးတွေကလွယ်ရာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါလေးလိုက်မှတ်တာနဲ့ရနိုင်တဲ့ခန်းကြီးလေးပေါ့နော်။အဲ့တော့တစ်ခါလေးလိုက်မှတ်သွားကြမယ်။ဟုတ်ပြီအဲ့ဒါဆိုရင်29လုံးမြောက်ခန်းကြီးလေးကိုစကြည့်ကြမယ်29လုံးမြောက်ခန်းကြီးလေးဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုအရင်ပြောမယ်အဲ့တော့ခွန်းရော်မီအနေနဲ့ကဥဲရုဆိုတဲ့ဗာလဲစိုက်ပြိုးသည်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဘာဖြစ်တာလဲစိုက်ပြိုးတယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အွန်းရော်မီအနေနဲ့ကတော့ shock ဆိုပြီးတော့ပြောတယ်အဲ့ shock လေးကိုဘယ်နေရာမှာသုံးလဲ shock boots ဆိုပြီးတော့သုံးတယ် shock boots ဆိုတော့စိုက်ပြိုးတဲ့အရာဆိုတော့ဘာဖြစ်သွားမှာလဲတစ်ပင်ပန်းမှန်ဖြစ်သွားမှာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုဆက်ကြည့်ကြမယ်မှတ်နည်းဆိုရင်တော့သူရှင်းရှင်းလေးပဲနှစ်ပိုင်းရှိတယ်ဒီရှေ့တစ်ပိုင်းကကြာဘာလဲဆို key ဆိုတဲ့တစ်ပင်မိနာဆန်တို့တီးပြီးသား N5 မှာတွေကပါခဲ့ပြီးသားအဲ့တော့ဒီနောက်ကခန်းကြီးလေးကကြာဘာလဲဆိုတော့နာအိုစုဆိုတာပြန်လေပြုတ်ပြင်းနေဆိုတဲ့ခန်းကြီးလေးဒီခန်းကြီးလေးကနော်နာအိုစုဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ဘာလို့ဘယ်လိုမျိုးလဲဆိုရင်တစ်ပင်တွေကိုပြန်လေပြုတ်ပြင်းပြီးတော့မှစိုက်ပျိုးမယ်ဘာလဲဒီတစ်ပင်တွေကိုပြုတ်ပြင်းမယ်ပြီးတော့မှစိုက်ပျိုးမယ်လို့မှတ်လို့ရတယ်အဲ့တော့ဘာဖြစ်တာလဲတစ်ပင်ခီဆိုတဲ့တစ်ပင်ကိုနာအိုစုပြန်လဲပြုတ်ပြင်ပြီးတော့မှဘာဖြစ်တာလဲဥဝဲရုဆိုပြီးတော့စိုက်ပြိုးတယ်ဆိုပြီးတော့မှတ်လိုက်မယ်အဲ့တော့ဟုတ်ပြီ29လုံးမြောက်ခန်းကြီးလေးကဘာဖြစ်သွားမလဲဥဝဲရုဆိုတဲ့စိုက်တီပြိုးတီရှော့ခုဆိုတဲ့ရှော့ခုဘုတ်ဆိုတဲ့တစ်ပင်ပန်းမှန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်အလုံး30မြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်အလုံး30မြောက်ခန်းကြီးလေးကကြာဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုကြည့်မယ်အဲ့တော့ခွန်းရော်မီအနေနဲ့ကဘာလဲဟဆိုတဲ့အရွက်ပြီးတော့အွန်းရော်မီအနေနဲ့ကရောဆိုပြီးသုံးတယ်ဘယ်နေရာမှာသုံးတာများလဲဆိုရင်ခိုးရောဆိုတဲ့maple ပေါ့နော်အဲ့မှာသုံးများတယ်ခိုးရောဆိုတဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုဆက်ကြည့်ကြမယ်အဲ့တော့ဒီခန်းကြီးလေးကိုမှတ်မယ်ဆိုရင်အစိတ်အပိုင်း3ပိုင်းပိုင်းလိုက်မယ်အဲ့တော့ဒီအလေးကအပိုင်းလေးကကြာပါလဲဆိုစိတ်ကိုင်းမှာသုံးတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုကဘာပေါ့နော်စိတ်ကိုင်းဆိုပြီးယူလိုက်ပြီးတော့ကဘာဆိုတဲ့အဓိပ္ပာယ်သတ်မှတ်မယ်အဲ့တော့ဒီအောက်ကခန်းကြီးလေးအနေနဲ့ဒီအောက်ဆုံးအပိုင်းလေးကအဲ့တော့ key ဆိုတဲ့အပင်လေးမဟုတ်လားနော်ဖြစ်ပြီးတော့အပေါ်ကကြာပါလဲဆိုတော့ခုစခန်းမိုးဒီဆိုတဲ့ဟာလေးပါလဲမြက်ကိုစားပြုတဲ့ခန်းကြီးလေးအဲ့တော့မြက်ပင်နေလို့မှတ်လိုက်မယ်အဲ့တော့ကဘာပေါ်မှာတစ်ပင်နေမြက်ပင်နေမိုမီကြီးတွေရှိတယ်လို့မှတ်လို့ရတယ်။ဘာလဲကဘာပေါ်မှာနော်ဒါကြတော့ဗာလဲစိတ်ကိုင်းမှာဆိုရင်ခိဆိုတဲ့တစ်ပင်နေဗာလဲခုစခမ်းမူရီဆိုတဲ့ဗာလဲမြက်ပင်နေနောက်တစ်ခုကကြတော့ခိုးရောဆိုတဲ့မေပယ်တွေရှိတယ်လို့မှတ်လို့ရတယ်အဲ့တော့ဗာလဲဒီခန်းကြီးလေးကဟဆိုတဲ့အရွက်ရောဆိုရင်ကဗာလဲခိုးရောဆိုတဲ့မေပယ်မိုဘီကြီးဖြစ်သွားမယ်အဲ့တော့ဟုတ်ပြီအလုံး30မြောက်ခန်းကြီးလေးကလည်းပြီးသွားပြီအဲ့တော့နောက်ထပ်32လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်အဲ့တော့ဟုတ်ပြီဒီခန်းကြီးလေးရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုကြည့်မယ်ခွန်းရော်မီအနေနဲ့ကဘာလဲဆိုတော့မိဆိုတဲ့အတီးဘာလဲမိဆိုတဲ့အတီးဖြစ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ခွန်းရော်မီအနေနဲ့ကမိအွန်းရော်မီအနေနဲ့ကဂျစ်ဂျစ်အဲ့ဒါကြတော့ဗာလဲဆိုဂျစ်ဂျစ်ကတကယ်ကတော့ဆိုပြီးတော့အမြဲတမ်းပြောလေးရှိကြတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီခန်းကြီးလေးရဲ့မှတ်ပုံမှတ်နည်းကိုဆက်ကြည့်ကြမယ်မှတ်ပုံမှတ်နည်းဆိုရင်ဒီမှာဆိုရင်ဘာလဲဆိုတော့3ပိုင်းပေါ့နော်3ပိုင်းပိုင်းပြီးတော့ကြည့်မယ်အဲ့တော့3ပိုင်းမှာမှဒါလေးကဘာခန်းကြီးနဲ့တူလဲဒါလေးကအိုးခီခန်းကြီးမဟုတ်လားအဲ့တော့ဒါလေးကအိုးခီပြီးတော့အိုးခီမှာတော့နီလေးကိုလှုပ်ထားတော့နီနှလုံးလို့မှတ်လိုက်မယ်အဲ့တော့အကြီးနှလုံးเนาะပြီးတော့နောက်ထပ်အပေါ်ကကြောက်ခါတာချီလေးနဲ့ပဲမှတ်မယ်အိမ်ခေါင်မိုးလေးနဲ့မတူလားအိမ်ခေါင်မိုးလေးနဲ့နော်အဲ့တော့အိမ်ခေါင်မိုးပေါ်မှာလို့မှတ်လိုက်မယ်အဲ့တော့ဘာလဲဆိုတော့အသီးအကြီးနှလုံးအိမ်ခေါင်မိုးပေါ်မှာတီးနေတယ်လို့မှတ်လို့ရတယ်ဘာလဲအသီးအကြီးဆိုတော့ဒါကကြတာပါလဲဒီခန်းကြီးလေးကိုပြောနော်ဒီခန်းကြီးလေးကိုပြောတာပြီးတော့ကြာအသီးအကြီးနှလုံးအိမ်ခေါင်မိုးပေါ်မှာဘာဖြစ်နေရလဲတီးနေတယ်အဲ့တော့မိဆိုတဲ့အသီးအကြီးနှလုံးအဲ့တော့မိဆိုတဲ့အသီးအကြီးနှလုံးကအကြီးနှလုံးကအိမ်ခေါင်မိုးပေါ်မှာတီးနေတယ်လို့မှတ်လိုက်တယ်ဆိုရင်ဒါကောင်ကဘာလဲဆိုတော့မိဆိုတဲ့အတီးဖြစ်သွားမယ်အဲ့တော့ခွန်းရော်မိနေနေကမိဂျစ်စ်ဆိုရင်ဂျစ်စ်ဝဆိုပြီးတော့ပြောလို့ရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်32လုံးမြောက်ခန်းကြီးလေးလည်းပြီးသွားပြီအဲ့တော့32လုံးမြောက်ခန်းကြီးကိုဆက်ကြည့်ကြမယ်နော်အဲ့တော့32လုံးမြောက်ခန်းကြီးလေးကကြာဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မိနဲ့အွန်းရော်မိကိုပြောမယ်အဲ့တော့ခွန်းရော်မိနေနေကနဲ့ဆိုတာဘာလဲအမြင့်ကိုပြောတာနော်အမြင့်ကိုပြောတာအွန်းရော်မိနေနေကခွန်း
ခွန်းကကြတော့ဘာလဲဆိုတော့ခွန်းပွန်းဆိုတာကအရင်အမြစ်ကိုပြောတာအရင်အမြစ်ကိုခွန်းပွန်းလို့ပြောတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲမှတ်မယ်ဆိုရင်ခန်းကြီးလေးကိုနှစ်ပိုင်းရှိတယ်ရှေ့တစ်ပိုင်းကတော့တည်ပြီးသားခီဆိုတဲ့တစ်ပင်ဖြစ်ပြီးတော့အနောက်ကခန်းကြီးလေးကဘာနဲ့အနီးဆက်ဆုံးတူလဲဆိုရင်ရောဤဆိုတဲ့ခန်းကြီးလေးနဲ့တူတယ်ဘယ်ပိုင်းလေးပဲကွာမလဲဆိုဒီအပိုင်းလေးမရှိတာပဲကွာပါမယ်เนาะအဲ့တော့အနီးဆက်ဆုံးတူတဲ့ခန်းကြီးလေးကိုယူလိုက်မယ်ရောဤကောင်းတယ်အဲ့တော့တစ်ပင်ကောင်းရင်အမြင့်လဲကောင်းမှာပေါ့အဲ့လိုမှတ်မယ်ဗာလဲတစ်ပင်ကောင်းနေတယ်ဆိုတာကသူ့ရဲ့အမြင့်ကကောင်းနေလို့လေအဲ့တော့ဗာလဲတစ်ပင်ကเนาะခီကဒါရောဤလုံးအနီးဆက်ဆုံးတူတဲ့ရောဤနဲ့မှတ်လိုက်မယ်အဲ့တော့ခီကရောဤကောင်းတယ်ဆိုရင်အမြင့်ကလည်းကောင်းလို့ပေါ့နဲ့ကလည်းကောင်းလို့ဆိုပြီးတော့မှတ်လို့ရတယ်အဲ့တော့ဗာလဲ32လုံးမြောက်ခန်းကြီးလေးကနဲ့ဆိုတဲ့အမြင့်ဖြစ်ပြီးတော့အုံယုံမီအနေနဲ့ကခွန်းပွန်းဆိုတဲ့အရေးအမြင့်ဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါတော့ဒီနေ့ပါဝင်တဲ့ခန်းကြီးရေပေါ့နော်အကုန်လုံးကတခါတည်းမှတ်တာနဲ့ရဝါနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းအချိန်ကုန်ခံမဲနဲ့မှတ်သွားလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့ကတော့ပြီးသွားပါပြီဒီနေ့စာဒီနေ့ချက်ပေးပြီးတော့ကျတော့စာရေးမြဲတဲ့ပြန်နှွေးပြီနော်ဘယ်အဲ့ဒါဒီခန်းကြီးမှမဟုတ်ဘူးကျန်တဲ့ကိုလုံးတဲ့ဟာတွေပေါ့နော်ဂေါ်ကြီးတွေပဲဖြစ်ဘာပဲဖြစ်အကုန်လုံးကိုဒီနေ့စာဒီနေ့ချက်ပြီးအမြဲတမ်းပြန်နှွေးနေမယ်နော်ありがとうございますまたねバイバイ